ဟင်းနေများလေးနဲ့စားလို့ရန်ကောင်းတဲ့ဝက်သားပုံးရည်ကြီးလေးအိမ်မှာချက်စားပြင်လို့ချက်တဲ့နီးလေးကိုလည်းကျွန်တော်ပြန်ပြီးတော့မျှဝေပေးခြင်းပါတယ်။အရင်ဆုံးကျွန်တော်တို့ဝက်သားတွေကိုပဲငှက်ပြားရဲ့အနောက်ရဲ့စားရဲ့အရသာမုံရဲ့ဂျင်းတောင်းအရည်တို့ကိုညှစ်ပြီးတော့လက်ကလေးနဲ့တခြားလေးစိတ်ရှိလက်ရှိလေးနဲ့ကအသားကို15မိနစ်ခန့်လောက်ရသာနှက်ထားပေးပါမယ်။ပြီးရင်တော့ကျွန်တော်တို့ပုံးရည်ကြီးကိုရေလေးနဲ့ဖြော်ပေးထားရပါမယ်။ပုံးရည်ကြီးကိုတော့ကိုကြိုက်တဲ့အမှတ်တစိတ်ကိုသုံးနိုင်ပါတယ်။ကျွန်တော်ကတော့ပုံးရည်ကြီးကိုအစိမ်းရသာတဲ့အချင်းရသာလေးပါတယ်ပုံးရည်ကြီးကိုအသုံးပြုထားပါတယ်။ပြီးရင်တော့ကျွန်တော်တို့ကျက်သွင်းဖြူနီကိုငရုတ်စုံလေးတွေမှာထည့်ပြီးတော့ကျဉ်ညံ့လာတဲ့ထီကိုစိတ်ရှိလက်ရှိလေးထောင်းပေးရပါမယ်။အနည်းများလေးစားကျင်နေဆိုရင်တော့ကျက်သွင်းနီကိုပို့သုံးပေးပါ။အားလုံးပြီးပြီဆိုရင်တော့ဒေဝထဲမှာစီလေးတင်းတင်းလောက်ထည့်ပါမယ်။စီပူလိုက်ရင်ထောင်းထားတဲ့ကျက်သွင်းဖြူနီနဲ့နနွေးမုံအနေငယ်တို့ကိုထည့်ပြီးတော့ကျက်သွင်းဖြူနီလေးနွမ်းလာတဲ့ထီကိုကျွန်တော်တို့စီလေးတက်ပေးပါမယ်။နောက်ထပ်ကျွန်တော်တို့ငရုတ်သီးစိမ့်မုံလေးတစ်စွန်းထည့်ပြီးတော့ငရုတ်သီးစိမ့်မုံအနံလေးပျောက်တဲ့ထီကိုစီလေးထပ်တက်ပေးလိုက်ပါမယ်။ငရုတ်သီးစိမ့်မုံအနံလေးပျောက်ပြီဆိုရင်တော့အရသာနှက်ထားတဲ့ဝက်သားတို့ကိုထည့်ပြီးတော့ဝက်သားတွေကရေခမ်းပြီးတော့စီလေးပေါက်လာတဲ့ထီကိုကျွန်တော်တို့လုံးချက်လေးချက်ပေးရပါမယ်။ဝက်သားကိုစီတက်ပြီးချက်တာမကြိုက်တဲ့သူတွေအတွက်ကတော့တခါတည်းလုံးချက်လေးချက်ပြီးလို့ရပါတယ်။စီလေးပြန်လာပြီဆိုရင်တော့ရေနွေးလေးအတင်းတင်းလောက်ထည့်ပြီးတော့ကျွန်တော်တို့အဖုံးလေးအုပ်ခါအသားနူးတဲ့ထီကိုဆက်ပြီးတော့တည်သွားပေးရပါမယ်။အသားကလည်းနူးနေပြီးစီပြန်ရေချမ်းအနေထားလေးရောက်ပြီဆိုရင်တော့အရသာလေးကိုဒီနေရာမှာတခါတည်းမြည်ကြည့်ပေးပါ။ပြီးရင်တော့ကျွန်တော်တို့အသင့်ဖြောထားတဲ့ပုံရည်ကြီးနဲ့အနှစ်အတွက်ကျသွင်းနီတို့ကိုထည့်ပြီးတော့သူ့မှာကြံတဲ့စီနဲ့ရေနဲ့ကိုပဲကျွန်တော်တို့အရသာလေးဝင်အောင်လို့အဖုံးလေးအုပ်ပြီးတော့ဝက်သားကိုဆက်နှက်သွားပေးလိုက်ပါမယ်။ဝက်သားနဲ့ပုံရည်ကြီးဟင်းချက်တဲ့ခါတိုင်းမှာကျွန်တော်ကတော့စီပြန်ရေချမ်းအနေထားလောက်မှာပဲပုံရည်ကြီးကိုထည့်ပြီးတော့ကျွန်တော်တို့သူ့မှာကြံတဲ့စီနဲ့ရေနဲ့ကိုပဲမီးဖြည်းဖြည်းလေးဖွင့်ပြီးတော့အသားနူးတဲ့ထီကိုကျွန်တော်ဆက်ပြီးတော့နှက်သွားပေးပါတယ်။ဒါမှသာလျှင်ပုံရည်ကြီးရဲ့အရသာကဝက်သားတွေကိုစိတ်ဝင်ပြီးတော့စားလို့ရမ်းကောင်းစီမှာပဲဖြစ်ပါတယ်။အညာပုံရည်ကြီးဆိုရင်တော့ကျွန်တော်ကအစင်းရသာတဲ့အချင်းရသာပါတဲ့ပုံရည်ကြီးကိုပို့ပြီးတော့နှစ်သက်ပါတယ်။နောက်ထပ်ကျွန်တော်နှက်မဲ့ချင်ကိုလည်းအရန်ကြိုက်ပါတယ်။ဟင်းချက်တဲ့နီးတွေကလည်းကြောင်းနဲ့မတူကြသလိုဒေတာလည်းကွဲပြားပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်နဲ့အတူနောက်ဗီဒီယိုသစ်တွေမှာပြန်ဆုံပါမယ်။